မြန်မာ Classic Group Company Limited ကဒီနှစ်မှာဘယ်နှစ်နှစ်ပြည့်သွားပြီလဲဆိုတာသိကြလား20မှာဒီ20ပြည့်20 2026မှာဆို20ပြည့်ဖြစ်ပါတယ်ကုမ္ပဏီ20မှာ20ထိ20ပြည့်ပေါ့နော်ဒီ20ပြည့်မှာ 20ပြည့်အထိမ်းမှတ်20ပြည့်20ပြည့်ထိမ့်မှတ်20ပြည့်20ပြည့်ပါပြီနောက်မှာ20ပြည့်ဒီ20ပြည့်20ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်20ပြည့်20ပြည့်ပါပြီ20တိုင်းလည်းပေါ့နော်20တိုင်းလည်းပြောပြီးတော့เนาะဟုတ်ပါတယ်မြန်မာ Classic Group Company Limited ကြီးကဒီနှစ်မှာဆိုလို့ရှိရင်တော့20တိုင်တိုင်ပြည့်သွားပြီပဲဖြစ်ပါတယ်ရှင်အဲ့တော့ဒီ20ပြည့်အတွက်ကုမ္ပဏီကဝန်ထမ်းတွေရဲ့စုတောင်းစကားတန်လေးတွေကိုအတူတူနားထောင်ကြည့်လိုက်ရအောင်နော်အနှစ်20ထိဒီမှာလှုပ်ထုခဲ့ပြီးသွားပြီပေါ့နော်နောက်ထပ်လည်းနှစ်ပေါင်းများစွာတိုင်အောင်ဆက်လက်ပြီးတော့ကုမ္ပဏီအတွက်လုပ်ပေးနိုင်မယ်လို့လည်းယုံကြည်ပါတယ်ကုမ္ပဏီလည်းနောက်ထပ်နှစ်ပေါင်းများစွာတိုင်အောင်ဒီရှေ့ဒီလက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အခုကျွန်တော်တို့ NCG ကုမ္ပဏီဆိုရင်ဖြစ်အခု2026မှာဆို20ပြည့်ဖြစ်ပါတယ်ကျွန်တော်ဒီ20လုံးလုံးအောင်မြင်မှုတော်ရမှုတွေဆောင်းခဲ့ပါတယ်အခုလိုပဲကျွန်တော်တို့ NCG ကုမ္ပဏီနောက်နှစ်ပေါင်းများစွာကဘာတည်တည်၍တော်ရမှုတွေထောင်ရဆောင်းနေပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ကုမ္ပဏီ20မှာစကားပြောဝင်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကုမ္ပဏီဒီတက်မကတဲ့အောင်မြင်တိုးတက်ပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်20ပြည့်ဆူတောင်းလေးရတော့ MCG ကုမ္ပဏီပေါ်မှာသစ္စာရှိစွာဖြတ်တန်းရင် MCG ကုမ္ပဏီဒီတက်မကတိုးတက်အောင်မြင်ပါစေလို့ဆူတောင်းပေးလိုက်ပါတယ်မြန်မာ Classic Group Company ကအခုဆိုရင်20ပြည့်ပြီပေါ့နော်ဒီ20ပြည့်အတွက်ညီမရဲ့စုတောင်းစကားကတော့ဒီမြန်မာ Classic Group Company ဒီအတိတ်တော် brand တွေနဲ့ထပ်မံလက်တွဲနိုင်ပြီးတော့နောက်နှစ်ပေါင်းများစွာတိုင်အောင်ရေရှည်တည်တက်နိုင်ပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ဒီလို20ပြည့်မှာစ၍နောက်နှစ်ပေါင်းများစွာတိုင်အောင် MCG ကုမ္ပဏီရေရှည်ရက်တည်အောင်မြင်နိုင်ပါစေကြောင်းဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်မြန်မာ Classic Group အနေနဲ့20ပြည့်အထိမ်းအမှတ်ကိုအောင်မြင်စွာရောက်ရှိလာတဲ့အတွက်အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင်နောက်နှစ်ပေါင်းများစွာအထိအောင်မြင်မှုများကိုလည်းဒီထက်မကဆက်လက်တိုးပွားနိုင်ပါစေကြောင်းဆုမကောင်းတောင်းရပါတယ်ရှင်2026ခုနှစ်မှာမြန်မာ Classic Group က20ပြည့်အထိမ်းအမှတ်မှတ်တရအနေနဲ့တာဝန်ရှိတဲ့ CEO နဲ့ BOD အဖွဲ့ဝင်များပြည်ရှင် customer များဒီလာများမိတ်ဆွေတကယ်ချင်းများအားလုံးဒီထက်မကစီးပွားတိုးတက်အောင်မြင်ပါစေ20ကြာရဲ့ခီးတစ်ခုမှလည်းဆက်လက်ပြီးတော့အောင်မြင်မှုများစွာရရှိပါစေလို့ဆုတောင်းစကားပါလိုက်ပါတယ်ရှင် MCG Company 20ပြည့် Platinum ရုံမှသည်ငွေရတုရွှေရတုစင်ရတုအတိအောင်မြင်မှုတွေဆက်လက်စုကူးနိုင်ပါစေလို့ကျွန်တော်ဆုမကောင်းတောင်းရပါတယ်MCG ရဲ့DN အပြည့်ရှိတဲ့ဝန်ထမ်းတယောက်ရဲ့ဆူတောင်းမှုပေါ့နော်ကျွန်တော်နောက်နှစ်ပေါင်းရာနဲ့ချီရှိပြီးတော့တည်တက်နိုင်ပါစေလို့ဆူတောင်းပေးပါတယ်အခု MCG ကုမ္ပဏီကအခု20မှာဒီနောက်နှစ်ပေါင်းများစွာတည်အောင်တည်တံ့ခိုင်မြဲပြီးတော့တိုးတက်ကြီးပွားပါစေလို့ဆုတောင်းပါတယ်။ကျွန်တော်တို့ကုမ္ပဏီဒီနာဂတ်မှာပေါ့နော်စီးပွားရေးတွေပို့ဖို့တိုးတက်အောင်မြင်ပြီးတော့ဒီ customer ရဲ့ယုံကြည်မှုအောင်မြင်မှုတွေကိုဆက်လက်ရရှိပါစေ။20ရာနေနေရာမကအောင်ပေါ့နော်။အောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းပေးပါတယ်။မြန်မာနိုင်ငံအေဂုံလောကရဲ့တော်ဝင်ကုမ္ပဏီဖြစ်၎င်းမြန်မာနိုင်ငံအေဂုံလောကရဲ့အာဖရန်စစ်စာပေအကောင့်ကုမ္ပဏီဖြစ်၎င်း20ပြည့်မှသည်နောက်နှစ်ပေါင်းများစွာတိုင်အောင်တိုးတက်အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာဒီ MCG Company ရဲ့20ပြည့်မှစပြီးတော့နောက်နှစ်ပေါင်းများစွာအထိအောင်မြင်စွာရပ်တည်နိုင်ပြီးမျိုးဆက်သစ်တွေအထိလက်စစ်ကမ်းနိုင်ပြီးတော့ကိုယ်ပိုင် brand ကိုကိုယ်ပိုင်စိတ်ကြိုက်ထုတ်လုပ်နိုင်တဲ့ကိုယ်ပိုင်စက်ရုံနဲ့ MCG Tower ကြီးတည်ဆောက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်MCG 20ပြည့်စုလားစကားလေးကတော့20ပြည့်မှာဒီနောက်နှစ်ပေါင်းများစွာတိုင်အောင်အောင်မြင်မှုတွေဒီတက်မကစုကူးနိုင်ပါစေလို့ဆုမကောင်းတောင်းရပါတယ်ရှင်ဒီ20ပြည့်ကနေစပြီးတော့နောက်ထပ်နှစ်ပေါင်းများစွာအထိကျွန်တော်ကုမ္ပဏီမှာထပ်ပြီးတော့ဝန်ဆောင်မှုတွေ customer တွေပို့ဖို့စိတ်ကြည်တဲ့မှုတွေ service တွေအများကြီးထပ်ပေးနိုင်ပါစေဒီထက်လည်းအောင်မြင်ပါစေလို့ဆုတောင်းပေးကြပါတယ်အနည်း20ပြည့်ဆုတောင်းစကားလေးရတော့ဗောနော်အမားတို့ကအခု MCG မှာဗောနော်လုတ်ကန်ခွင့်ရတဲ့အကြောင်းကျေးဇူးတင်ပါတယ်အမားတို့ရဲ့ဒီ MCG ကုမ္ပဏီကြီးဟာဒီ20မကဗောဆက်လက်ပြီးတော့အောင်မြင်တိုးတက်သောကုမ္ပဏီဖြစ်ပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ရှင်ကျွန်တော်တို့မြန်မာ Classic Group Company Limited ကြီးအခု20ပြည့်မှာစပြီးနောက်နှစ်ပေါင်းများစွာတိုင်အောင်တွင်ရှိတည်တဲ့ခိုင်မြဲပါစေလို့ဆုမကောင်းတောင်းပေးရပါတယ်MCG 20ပြည့်အထိမ်းအမှတ်မှစပြီးတော့ဝန်ထမ်းများ customer များနဲ့အတူပုံမကောင်းမွန်တဲ့အနာဂတ်ကိုဖန်တီးနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်မြန်မာ Classic Group Company ကြီး20မှာဒီနောက်နှစ်ပေါင်းများစွာတည်နှံ့ခိုင်မာပြီးအောင်မြင်တိုးတက်သော market ကိုဆက်လက်ဦးဆောင်နိုင်သောကုမ္ပဏီကြီးတစ်ခုဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်မတို့ MCG ကအခုဆိုရင်ကုမ္ပဏီသက်တမ်း20ပြည့်ပါပြီအဲဒါကြောင့်မလို့မကဒီကုမ္ပဏီသက်တမ်း20ပြည့်ရနေပြီးတော့နောက်လာမဲ့နှစ်ပေါင်း100 120တိုင်အောင်ဒီထက်ပိုမိုခိုင်မာတဲ့ကုမ္ပဏီဖြစ်ပါစေလို့မဆုတောင်းပေးပါတယ်
20တိုင်းလည်းပေါ့နော်ခင်ဗျာမမရက်တည်လာခဲ့တယ်ကျွန်တော်တို့ရဲ့ MCG ကုမ္ပဏီအောင်မြင်မှုတွေအလီလီဆက်လက်ပိုင်းဆိုင်နေမှာစီကြောင်းစုလို့တော့ပါတယ် ယခုနှစ်30ပြည့်မှစ၍နောက်နှစ်ပေါင်းများစွာတိုင်အောင်ယခုထက်ပိုမိုတိုးတက်အောင်မြင်ပါစေကြောင်းဆုတောင်းမေတ္တာပို့တာပါလေ MCG ကုမ္ပဏီနှစ်20မှာဒီနောက်နှစ်ပေါင်းများစွာဒီအေကုလောကမှာကြီးမားဆုံးအခိုင်အခံဆုံးအတိုးတက်ဆုံးကုမ္ပဏီဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင် လို့ဆိုရင်မြန်မာကလစ်စစ်ကုမ္ပဏီလီမိတက်က20တိုင်းတည်းပေါ့နော်နောက်နှစ်ပေါင်းရာကျော်ဒီတန်းမှာဒီစုမကောင်းတောင်းပါတယ်